ဒီနေ့ကတော့ကျွန်တော်တို့ဒီ Mighty Manly branch ကနေပြီးတော့ဒီပြီးခဲ့တဲ့နှစ်ငလျင်တုန်းကပေါ့နော်ပြိုကျသွားတဲ့ကျောင်းဆောင်ပေါ့ကျောင်းဆောင်ကိုတိဆောက်လူတန်းပြီးတော့ဒီပညာရေးဌာနကိုလွှဲပြောင်းပေးရပွဲအခမ်းအနားဖြစ်ပါတယ်။ကျောင်းဒီစေကန်းစေယုံနေစေကန်းနေဖြစ်တဲ့မှာလည်းကျွန်တော်တို့အများကြီးမျက်နှာတွေလူတန်းကြတယ်ပေါ့အဲ့အတွက်လည်းအခုကတော့ဒါကျောင်းဆောက်တဲ့အခမ်းအနားလေးပေါ့နော်ကျောင်းဆောက်ပြီးတော့လူတန်းတဲ့ဟာလေးပေါ့အဲ့ကျွန်တော်တို့လုပ်ခဲ့တဲ့အကူအညီတွေလူတန်းမှုတွေခြားထဲမှာတစ်ခုပေါ့ဒါလေးရတော့လေလူတန်းကတော့ကျွန်တော်တို့လောက်တာတော့ဒီတစ်နိုင်ဆုံးနေရာဆုံးခဏဆုံးမှာလူတွေရဲ့တကယ်လိုအပ်နေတဲ့အခက်အခဲဖြစ်နေတဲ့အချိန်မှာကျွန်တော်ကတော့အမြဲတမ်းကူညီဖို့ကြိုးစားနေတယ်အဲ့ဒီထဲမှာဒီရွာမှာရှိနေတဲ့ဒီကျောင်းလေးကဟိုပြိုကျပျက်စီးသွားတဲ့ခါကျတော့ကျွန်တော်တို့ဒီရွာကြီးရွာလူတွေအတွက်လည်းကျောင်းသားတွေအတွက်လည်းအများကြီးပတ်တင်ရတာအခက်အခဲမရှိအောင်ကျွန်တော်တို့ဘက်ကလည်းကူညီပံ့ပိုးပေးတဲ့သဘောပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တိဆောက်လူတိုင်းရဖြစ်ပါတယ်ဗျကျောင်းဆောင်ကတော့ဒီမတ်တစ်ကပထမကျွန်တော်လာကြည့်တဲ့အချိန်မှာမြေကနှိမ့်တယ်တော်တော်နှိမ့်တယ်ပေါ့နော်ပြီးအမြဲတမ်းဒီကျောင်းဆောင်ကရေဝတ်တဲ့ area ပါရေဝတ်တဲ့ area ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရေသုံးဒီမြေတွေဖိုးရတယ်ပေါ့နော်မြေတွေဖိုးရတယ်ပြီးရင်ဒီကျောင်းရေမွေးအောင်လို့ပြီးရင်လည်းကျောင်းရှိခံအောင်လို့လည်းကျွန်တော် steel structure ပဲသုံးထားပြီးတယ်ပြီးရင်ကျွန်တော်တို့အုံနေပေါ့နော်ပြီးရင်ကျွန်တော်တို့ကျောင်းသားတွေအပူခံနိုင်အောင်လို့လည်းနွေရာသီမှာအပူရောအောင်လို့လည်းကျွန်တော်စီလင်တွေတက်ထားပြီးတယ်ပြီးကျွန်တော်တို့ကလေးတွေပန်ကအမြဲတမ်းမပြတ်အောင်လို့တော့ကျွန်တော်တို့ဒီ solar system နဲ့မီးပေါ့ပြီးကျွန်တော်တို့ outline ပတ်ချာလေးပေါ့နော် outline အသစ်ပြန်ခတ်ပြီးတယ်ပြီးတော့ကျွန်တော်တို့ဒီ solar system တွေတက်ပြီးရေစဉ်ပြန်လေပြင်ဆင်ပေးပါတယ်ဗျဟုတ်accessory နည်းတော့ကျွန်တော်တို့ဒီရေစင်တွေသူတို့ရေသုံးရတာပြင်ရအောင်ဆင်ပြအောင်နောက် toilet တွေပါတယ်ပေါ့ကလေးလက်တန်းရှင်သုံးရအောင်လို့နှခမ်းတွေtoilet 6ခန်းပေါ့နော်အိမ်သာ6ခန်းကျွန်တော်တို့လူပေးတယ်ပြီးရင်ကလေးတွေပြောရှင်စုပ်ကစားလို့ရအောင်လေကျွန်တော်တို့ဒီမှာ playground တွေပြင်ဆင်ထားပြီးပေါ့နော် compound တွေမှာအရေးရအောင်လည်းအပင်တွေစိုက်ထားပြီးပါတယ်ဟုတ်ကဲ့ဒီ Mighty Company ကနေပြီးတော့မှဒီအုပ်ချုပ်ဖို့ကျောင်းမှာဒီဟိုပေါ့နော်ငလင်ကျောင်းပြိုကျသွားတဲ့စာတင်ကျောင်းဆောင်နေရာမှာ120-30ဆောက်လို့လူလန်းတဲ့အတွက်ကျမအနေနဲ့အတူပဲဝန်တာပါတယ်နောက်ပြီးတော့ကျောင်းဆောင်နေမကဘူးကျောင်းဆောင်ထဲမှာဟောပေါ့ကလေးတွေစာရေးဖို့စားအတွက်စာရေးကုန်တွေစာရေးစပွဲတွေဆရာထိုင်ခုံနဲ့ဆရာထိုင်တဲ့စပွဲတွေရယ်နောက်တစ်ခါ white book တွေလည်းကျွန်တော်လူတန်းထားပါတယ်အဲ့တော့သူကဆောက်ခရဲနဲ့ကိုစေတနာစရာတရားထက်တန်စွာနဲ့ကိုစနစ်တကျစီမံခန့်ခွဲပြီးတော့မှကြက်မတ်လုပ်ခဲ့တဲ့အတွက်အဆောက်အဦလေးကတော့တော်တော်လေးကိုခန့်ခန့်နဲ့လှလှပပနဲ့တင်းတင်းလေးကိုပေါ်ထွက်လာပါတယ်ဒါကတော့ဟိုကြီးကြပ်တဲ့သူနဲ့ဆောက်လုပ်တဲ့ကုမ္ပဏီရဲ့စေတနာကိုဖော်ပြတယ်လို့ပဲကျွန်မပြောချင်ပါတယ်